မိုးလေးနဲ့လေးရွာတာနဲ့လမ်းပေါ်မှာရေတင်တဲ့ပြဿနာတွေကိုဘယ်လိုဖြေရှင်းမလဲ။ဘာကြောင့်ဒါတွေကဖြစ်တာလဲဘယ်လိုဖြေရှင်းမလဲဒါလေးကိုဝင်ရပေးမှာဖြစ်ပါတယ်။အဲ့တော့လက်ရှိဖြစ်နေတဲ့ရန်ကုန်မှာဆိုလို့ရှိရင်မိုးလေးအနှဲငယ်ရွာလိုက်တာနဲ့လမ်းပေါ်မှာရေတင်တဲ့လူတွားရေးလာရေးတွေခက်လာတယ်ဒွိန်းပိုင်းတွေဒွိန်းလိုင်းတွေရေပိတ်တယ်အဲ့ဒီဘာကြောင့်ဖြစ်နေတယ်လဲဘယ်လိုဖြေရှင်းမလဲဒါလေးကိုကျွန်တော်နဲ့အတူတူလေ့လာကြည့်အောင်အဲ့တော့ပုံမှန်အဖြစ်လက်ရှိရန်ကုန်မှာဆိုလို့ရှိရင်မိုးရွာခြင်းရွာတော့ပေါ့နော်မိုးရွာမိုးပွားလေးတွေကြားတဲ့ပုံစံဆိုကျွန်တော်တို့ကမိုးချိန်လက်မကအရန်နေပါတယ်ဥပမာ 0.25 ဒီပတ်ချာလေးမှာပဲရှိပါတယ်အဲ့ဒါကမိုးအသင့်တရွာတယ်ပေါ့ဗျာမိုးအသင့်တရွာရဲဆိုတာလက်မနဲ့ပြောမယ်ဆိုရင်ကျွန်တော်တို့ကဒီ 0.25 ကတလက်မဂျားထဲမှာရှိတဲ့ရွာခြင်းရွာတော့ပေါ့နော်မိုးရွာခြင်းရွာတော့လက်မပေါ့ဗျာနောက်တစ်ခုကကျွန်တော်မိုးကြီးတယ်အဲ့တော့မိုးကြီးတယ်ဆိုတာကကျွန်တော်အဲ့တလက်မနဲ့3လက်မကြားမှာဆိုမိုးကြီးတယ်လို့ပြောလို့ရတယ်ဒါကမိုးရွာခြင်းရွာနှုတ်ကိုကျွန်တော်သိထားဖို့လိုတယ်နောက်ကမိုးအတကုံကြီးတယ်ပေါ့ဗျာမိုးအရန်ကြီးတယ်ဟာမိုးရွာလိုက်တော့ဝုန်းကနေအဲ့လိုမျိုးဖြစ်တာမျိုးအဲ့ဒါကျတော့3လက်မအထက်ပေါ့ကျွန်တော်ရန်ကုန်မှာဆိုလို့ရှိရင်များသောအားဖြင့်မိုးအရန်ကြီးတယ်ဆိုတဲ့အချိန်က4လက်မလောက်ပတ်ချလိုက်ပါပဲအရန်ကြီးတယ်ဆိုတဲ့ဟာကကျွန်တော်တို့ဒီ9လက်မတို့ဘာလို့ဆိုတာစံချိန်တင်ပြီးရွာခဲ့တဲ့နှုတ်နေတော့ရှိခဲ့ဘူးပါရဲ့သို့တော့အရန်ရှားပါဟုတ်ပြီဒါကြောင့်လည်းကျွန်တော်ကအဲ့မိုးရွာကန်ရာနှုံးဆိုတဲ့မိုးရေချိန်လက်မပေါ်မှာအခြေခံပြီးတော့မှကျွန်တော်တို့ရဲ့ဒီမိုးရေချိန်နဲ့ပတ်သက်တဲ့ပိုက်ဆိုင်တွေတွေ့တာဒါမျိုးကြီးကျွန်တော်ကလုံးကြတာဖြစ်ပါတယ်အဲ့တော့ဒီဗီဒီယိုမှာတော့ကျွန်တော်ကပြောချင်တာကရန်ကုန်မှာမိုးလေးနှဲငယ်ရွာတာနဲ့လမ်းပေါ်မှာရေတင်တဲ့ကိစ္စတွေဖြစ်တယ်ဒွိန်းလိုင်းတွေကပိတ်တယ်ဆိုတော့ဒါတွေဘာကြောင့်ဖြစ်တယ်လဲဘယ်လိုဖြေရှင်းမလဲအများသောဖြစ်တဲ့လူတွေကပြောကြလိမ့်မယ်ဟာဒွိန်းလိုင်းတွေကပိတ်တာပေါ့ပိတ်မှာပေါ့စနစ်မကြလို့လေအမိုက်တွေကတွေ့ကြရပြစ်ထားတာဒါမှမဟုတ်ကျွန်တော်ကဒွိန်းလိုင်းတွေက CPR နဲ့စနစ်တကျမလုံးလို့လေမိုးရွာမှာထားလို့တယ်ဒါမျိုးတွေပြောကြပါတယ်ဒါပေမဲ့ဒါသည်အဖြစ်မှန်တော့မဟုတ်ပါဘူးဆိုတော့ဟုတ်ပြီကျွန်တော်တို့ကဆက်စဉ်းစားကြည့်အောင်များသောအားဖြင့်ရန်ကုန်မှာမိုးပွားလေးကျပြီးတော့တအုံတနုံလေးရွာလိုက်တာနဲ့ကိုမိုးရေကဘာဖြစ်လာပြီလဲလမ်းပေါ်မှာရေတွေတင်လာတယ်အဲ့ဒါကဘာလဲဆိုတော့ရန်ကုန်ရဲ့ပြဿနာကပတ်ချလဲမှာကျွန်တော်တို့ကပင်လယ်ရေမျက်နှာပြင်ရှိတာဖြစ်တဲ့အတွက်ဒီရေတက်တဲ့အချိန်နဲ့သွားတိုးပြီဆိုလို့ရှိရင်ရက်စင်းစရာလမ်းကြောင်းမရှိဘူးလက်ရှိရန်ကုန်မှာရှိနေတဲ့ drain line တွေအားလုံးမိုးရေစင်အားလုံးသည်အလိုလျောက်ဒီ gravity feed နဲ့စီးစင်းတဲ့ပုံစံကိုပဲဖန်တီးထားတာပါဘာမှအဆင့်မြင့်မရှိပါဘူးအဲ့တော့ကျွန်တော်ဒီမိုးရွာလိုက်တဲ့ရေတွေက drain line တွေကနေဖန်တီးပြီးတော့မှကျွန်တော်တို့ကဒီပင်လယ်ရေမျက်နှာပြင်ဘက်ကိုကျွန်တော်ပင်လယ်ရေတွေဒီဘက်ကိုကျွန်တော်ကရေစီးစင်းသွားတာဖြစ်ပါသည်ဒါသည်ပုံမှန်တိုင်းစီးစင်းတာဖြစ်ပါအဲ့လိုစီးစင်းတဲ့အခါမှာဒီရေဘက်ကတက်လာပြီဆိုလို့ရှိရင်ရေကစီးစင်းတာမျိုးဒီပင်လယ်ဘက်ကိုပြန်ဆင်းတာမဟုတ်ဘဲနဲ့ပင်လယ်ဘက်ကဒီရေကအပေါ်ပြန်တက်လာတဲ့အခါမှာကျွန်တော်အပေါ်မှာရေတွေပိတ်ကုန်ပါတယ်ဒီပြဿနာပါလက်ရှိဖြစ်နေတဲ့ပြဿနာကဒါတွေပုံများတယ်နောက်တစ်ဆက်ရတော့ခုနက drain line တွေပေါ့ main drain line တွေကလည်းတည့်ရတိုင်းပဲကျွန်တော်တို့ကဟိုးလွန်ခဲ့တဲ့ကိုလိုနီခေတ်တွေကလှုပ်ထားတဲ့ main drain နေတာလည်းအဓိကထားသုံးနေတာပါအဲ့တွေဒါတွေကလည်းစနစ်မကျမှုတွေကြာလာတဲ့အခါမှာအိုဟောင်းလာတဲ့ပျက်စီးလာတာတွေအများကြီးရှိပါတယ်ဒီခါမှာတစ်ခါတစ်ဆက်တည်းမှာစနစ်မကျတဲ့အမိုက်ပြစ်မှုတွေကြောင့်လည်းပိတ်ဆို့မှုတွေအများကြီးကြုံရပါတယ်အဲ့တော့တစ်ဖက်မှာဒီရေတက်တယ်ရေတွေပိတ်တယ်ရေပိတ်တော့အမိုက်စနစ်မကျတဲ့အမိုက်ပြစ်တော့ပို့ပြီးတော့ပိတ်တယ်ပို့ပြီးပိတ်တော့ရေပေါ့မိုးလေးအနှဲငယ်ရောတာနဲ့ရေချမ်းတယ်ဒါတွေဟုတ်ပါတယ်ဒါတွေကဟုတ်ပြီဒါတွေကိုဖြည့်ချင်းလိုက်ရင်ရောဒီပြဿနာကြီးကပြီးသွားမှလားမပြီးပါဘူးဒီကမှာဆိုလို့တင်ကဘယ်လိုလုပ်တယ်လဲဆိုတော့မိုးရေကိုတိုးလောင်ကန်နေဖြစ်ဖန်တီးပါတယ်ဆိုတော့စင်ကုန်နိုင်ငံမှာရှိတဲ့နိုင်ငံရဲ့ area 3 ပုံ 2 ပုံကိုသူကမိုးရေဖန် area တစ်ခုဖြစ်သတ်မှတ်ထားပါတယ်အဲ့တော့ကျွန်တော်ရန်ကုန်မှာလည်းဘာလုပ်ဖို့လိုလဲဆိုတော့အဖြစ်မှန်ကိုစဉ်းစားမယ်ဆိုဒါကျွန်တော်အပြင်ပါကျွန်တော်ရဲ့ဒါ research သုတေသနကျွန်တော်ဘာသာကျွန်တော်ပြန်လုပ်ထားတဲ့အခြေအနေရသုံးသပ်မယ်ဆိုရင်ကြိုက်တဲ့ drain line တွေပြင်ပါမရပါဘူးဘာလို့လဲဒီရေတက်လာရင် drain line ကျက်တော့ပြင်ဘာလို့လဲရေပိတ်ဆို့ပြီးစဉ်းစားရလမ်းကြောင်းမရှိတော့ပါဘူးဆိုတော့အဲ့လိုအခြေအနေမျိုးမှာရဖို့ဆိုရင်အပြင်ဘက်ကပင်လယ်ဘက်ကရေဒီအပေါ်ဒီရေတက်ရင်အပေါ်ပြန်မတက်အောင်ကျွန်တော်တို့ကစနစ်တကျပိတ်ဆို့ထားဖို့လိုတယ်တခါတကယ်လို့အဲ့လိုမျိုးဒီရေတက်လာပြီဆိုလို့ရှိရင်ပြန်ပြီးတော့ဒီဘက်ကနေပန့်နေနဲ့ပြန်ပြီးတော့တွန်းထုတ်ဖို့ရမလားဒီလိုမျိုးကျွန်တော်တို့ကအလိုလျောက်ဖန်တီးထားတဲ့ဒီပန်းပြီးစနစ်တွေကိုလည်းတက်ဆင်ဆောင်ရွက်ရမှာဖြစ်ပါတယ်ဒါကတစ်ဖက်ကပါအရေးကြီးတာကတော့ခုနကမိုးရေတိုးလောင်ကန်တွေ reservoir တွေကို catchment reservoir တွေကိုကျွန်တော်တို့ကဖန်တီးဖို့လိုပါတယ်အဲ့တော့ rain water catchment reservoir ပေါ့ဗျာအဲ့တော့မိုးရေတိုးလောင်ကန်တွေကိုဖန်တီးလိုက်မယ်ဆိုရင်မိုးတွေရွာလာပြီဟုတ်ပြီကျွန်တော်ဆိုကြပါစို့အနှိမ်ပိုင်းဒေသတွေရှိကျွန်တော်တောင်းကလာမြောက်ကလာဟုတ်လားဒါတွေဒီအနှိမ်ပိုင်းဒေသတွေပါတာဂေတဒါတွေဒီအနှိမ်ပိုင်းဒေသတွေပါအဲ့တော့အဲ့လိုမျိုးအနှိမ်ပိုင်းမြေနှိမ်ပိုင်းဒေသတွေမှာကန်တွေကိုကျွန်တော်တိစောက်ထားခြင်းအဖြစ်မိုးရေတိုးလောင်ကန်တွေကိုတိစောက်မယ်မိုးရေတိုးလောင်ကန်တွေတိစောက်ပြီးတော့မိုးရွာတဲ့အခါမှာဒီကန်တွေကိုကျွန်တော်တို့ကအလိုမိုးရေတွေကိုဒီတက်ကိုကျွန်တော်တို့ကသွင်းတယ်ပေါ့ဗျာအဲ့တော့အဲ့လိုသွင်းပြီးတော့မှဒီရက်နဲ့တစ်စင်ကျွန်တော်တို့ကပြန်ပြီးတော့ overflow တွေနဲ့ပြန်ပြီးတော့ရှန်ထွက်တဲ့ပုံစံတွေကိုကျွန်တော်ကစနစ်တကျနဲ့ဒါပင်လယ်မျက်နှာပြင်ဘက်ကိုပြန်ပြီးတော့သွင်းတာမျိုးတွေကိုကျွန်တော်ကဖန်တီးရမှာဖြစ်ပါဒါကတော့
မိုးရေသုံးလောင်ကန်တွေကိုစနစ်တကျတိဆောက်ရမယ်နီးလမ်းပါတကယ်လို့နောက်ပိုင်းမှာထပ်ပြီးလုပ်မယ်ဆိုရင်ဘာလုပ်သင့်လဲဆိုတော့တကယ်ကျွန်တော် project ကြီးလုံးကြတဲ့သူတွေရှိပါရန်ကုန်မှာဆိုရင်ကျွန်တော်တို့က project စီမံကိန်းလိုက်ကြီးဖန်တီးကြတယ်အဲ့လိုစီမံကိန်းလိုက်ကြီးဖန်တီးတဲ့စီမံကိန်းတိုင်းမှာတတ်မှတ်ချက်တော့ရှိမှာပေါ့နော် block area block project ပေါ့ဗျာအဲ့ဒီတတ်မှတ်ချက်တွေထဲမှာမဖြစ်မနေမိုးရေသုံးလောင်ကန်တွေကိုတိဆောက်ကြဖို့လုပ်မယ်ဆိုရင်လည်းအထိုက်လျောက်တော့ကာကွယ်ပေးမှုတွေကိုချိလိုက်မယ်လို့ကျွန်တော်တို့ကတော့ယူဆပါတယ်အဲ့တော့ပြောချင်တာကတော့လမ်းပေါ်မှာမိုးရေတင်တဲ့ရေတွေတင်တဲ့ပြဿနာကိုဖြေရှင်းရမယ်အကောင်းဆုံးနည်းလမ်းကတော့မိုးရေသုံးလောင်ကန်ကိုဖန်တီးခြင်းအဖြစ်မြို့နယ်လိုက်ဇုံအလိုက်တွေကိုမြို့ဒီရေလောင်သုံးလောင်ရေမိုးရေသုံးလောင်ကန်တွေကိုဖန်တီးခြင်းအဖြစ်ကာကွယ်ပေးနိုင်မှာဖြစ်တယ်လို့ကျွန်တော်ကတော့ပြောလိုပါတယ်ဒီဗီဒီယိုလေးကလူချင်းမင်းတို့တန်ဖိုးရှိသေးခဲ့ရင်လည်းကွန်မန့်ကနေရက်ဆိုမှန်သွားပေးပါကျွန်တော်ရဲ့ဒီ Planning Center နဲ့ပတ်သက်ပြီးတော့သင်တန်းနေဆိုလို့ရှိရင်လည်းအဆောက်အုံအသုံးချဒီ Planning Center Design Expert Class တွေ Planning Center BQ and Outside Class တွေကိုယ်ပိုင်လုပ်ငန်းခွင်အသုံးချခြင်းတဲ့သူတွေကိုယ်ပိုင်ကန်ထရိုက်တာတယောက်အနေနဲ့ဖန်တီးခြင်းတဲ့သူတွေပစ္စည်းအကြီးတွေကောက်မဲ့ဈေးနှုန်းတွေကိုခံမှန်းတွက်ချက်တဲ့နည်းတွေကိုလေ့လာခြင်းတဲ့သူတွေလည်းတက်ရောက်နိုင်မှာဖြစ်ပါတယ်ဆိုတော့ကျေးဇူးတင်ပါတယ်